အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ကိုယ့်ရဲ့ဒီ Telegram profile မှာအလှထားတဲ့ဟာလေးတွေကိုဘယ်လိုမျိုးပေါ်အောင်လုပ်ရမလဲဆိုတဲ့ဟာလေးပြောပြပေးသွားမှာဖြစ်ပါတယ်အားလေးတွေကကိုယ်မှလည်းရှိဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ Telegram profile နဲ့ဝင်ပြီးတော့အမှ gift ဆိုတဲ့ section လေးထဲမှာကျွန်တော်တို့ကိုယ်မှရှိတဲ့ Telegram profile gift လေးတွေရှိပါတယ်အားလေးတွေကဆယ်လရှိတွေမှာလည်းဝယ်လို့ရတယ်လို့ကျွန်တော်တို့ကိုယ့်အကိုလည်းဝယ်လို့ရပါတယ်ခုကျွန်တော်တို့ဒီမှာ gift လေးတစ်ခုကိုထောက်လို့ရှိရင်ဘေးမှာဆက်30ရှိပါတယ်ဆက်30ကိုထောက်လိုက်လို့ရှိရင်အပေါ်ဆုံးထိပ်လေးမှာပင်ဆိုတဲ့ဟာလေးရှိပါတယ်အားလေးကိုနှိပ်လိုက်ပါအားလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဒီ Telegram profile မှာတွားပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ခုလိုမျိုးပေါ်အလှလေးပေါ့အလှလေးပေါ်အောင်ထားတာဖြစ်ပါတယ်ဒီလို gift တွေကကျွန်တော်တို့5ခုအထိ5ခု6ခုအထိထားလို့ရပါတယ်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ Telegram မှာ FK တွေကကိုယ့်ရဲ့ name ပေးမှာလဲ premium ဝယ်ထားရဆိုလို့ရှိရင်သူက emoji နေရာမှာသူ့ရဲ့ background အလိုက်အရောင်လေးတွေ sample လေးတွေပြောင်းသွားရှိပါတယ်အားလေးတွေကိုလာပြီးတော့မျှဝေပေးခြင်းတာဖြစ်ပါတယ်